အားလုံးပဲမင်္ဂလာပါ Superman Channel လေးကကြိုဆိုလိုက်ပါရနော်တချင်းတန်ကြများဆိုတာကဘာဦးစားမှလူသားတို့အတွက်စိတ်တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အကူပြုပေးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်မိမိတို့ဟာရင်ခွင်ထဲမှာရှိတဲ့ဘေဘီလေးအားတချင်းတန်ကြများနဲ့ဖျော်ဖြေပေးခြင်းကကလေးငယ်ရဲ့အာရုံခံစားမှုနဲ့အုံနောက်ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်တယ်လို့ဘေဘီလေးတွေနဲ့အတူမိမိတို့တချင်းနှထောင်ခြင်းကလည်းမိမိနဲ့ဘေဘီလေးတို့အကြားနှွေးထွေးတဲ့ဆက်သွယ်မှုတစ်ခုကိုလည်းဖြစ်ထွန်းစေပါတယ်။ဒါပေမဲ့တချင်းလေးတွေကကောင်းကျိုးတွေလည်းရှိတယ်လို့သတိမပြုမိရင်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တာမို့လို့စူပါမန်ကဒီနေ့ဗဟုသုတအဖြစ်တင်ဆက်ပေးလိုက်ပါရဲ့နော်။ကလေးငယ်များကိုတချင်းနားထောင်စေခြင်းကကလေးငယ်တို့ရဲ့အုံနောက်မှာဘာသာစကားနဲ့တင်ချဆိုင်ရာကျွမ်းကျင်မှုများကိုတိဆောက်ပြီးအာရုံကြောလမ်းကြောင်းများကိုလှုပ်ဆော်ပေးနိုင်ပြီးအုံနောက်ဖွံ့ဖြိုးမှုကိုအားပေးရာရောက်စေနိုင်ပါတယ်။နူးညံ့သိမ်မွေ့တဲ့တချင်းတန်စင်များကကလေးငယ်ကိုစိတ်အေးချမ်းသာတည်ငြိမ်စေပြီးငိုယိုမှုများကိုလျော့ကျစေကနင်းနေချိုင်ချိုင်အိပ်ပျော်စေရန်ကူညီပေးတတ်ပါတယ်။တချင်းထဲမှာစကားလုံးများနဲ့ရတန်များကကလေးငယ်ရဲ့အတန်ထွက်မှတ်သားမှုနဲ့စကားပြောစွမ်းရည်ကိုငယ်စဉ်ကတည်းကပုံဖော်ပေးလို့ဘာသာစကားစွမ်းရည်ကိုလည်းတိုးတက်စေနိုင်ပါတယ်။မိမိတို့ကတချင်းဆိုပြတာဒါမှမဟုတ်အတူတူတချင်းနားထောင်ခြင်းကကလေးငယ်များအားလုံခြုံစိတ်ချမှုရှိစေပြီးမိခင်နဲ့သားသမီးအကြားချစ်ခင်ရင်းနှီးမှုကိုပုံမခိုင်မာစေတာပဲဖြစ်ပါတယ်။ဘေဘီလေးများကိုတချင်းနားထောင်စေခြင်းကကောင်းကျိုးတွေရှိပေမဲ့လည်းဒီချက်လေးတွေကိုတော့သတိပြုထားသင့်ပါတယ်။ကလေးငယ်များရဲ့နာရွက်ကအလွန်နုနယ်တဲ့အတွက်အတန်ကျဲလောင်လွန်သောတချင်းများဒါမှမဟုတ်စပီကာနဲ့အလွန်နီးကပ်စွာနားထောင်စေခြင်းကကလေးငယ်ရဲ့အကြားအာရုံကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်တချင်းနားထောင်စေရမှာအတန်ကိုချင့်ချိန်ပြီးဖွင့်ပေးထားဖို့အကြံပြုချင်ပါတယ်။တနည်းကုန်တချင်းဖွင့်ထားခြင်းဂီတဗီဒီယိုများကိုအချိန်ကြာမြင့်စွာကြည့်ရှုစေခြင်းကလေးငယ်အတွက်ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာလိုတဲ့စိတ်အခြားလှုပ်ဆောင်မှုများကိုလုပ်ကင်လိုတဲ့စိတ်ကိုလည်းလျော့နှဲစေနိုင်ပါတယ်။ညူးကြတဲ့တေးဂီတများကလေးငယ်ကိုအိပ်ပျော်စေမယ့်အစားပုံမလှုပ်ရှားတွက်ကြစေနိုင်ပြီးအိတ်ချိန်ကိုထိခိုက်စေနိုင်လို့အိတ်ခါနီးအချိန်များမှာနားမထောင်စေပဲအိတ်ဆက်ခြင်းကိုအားပေးရဲ့တချင်းမျိုးစားကိုရွေးချယ်ပြီးရဲ့လိုအပ်တာပဲဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ကလေးငယ်များကိုတချင်းလေးများနားထောင်စေရမှာသတိပြုရမယ့်အချက်လေးများနဲ့ကောင်းကျိုးလေးများကိုမေမေတို့ဗဟုသုတရလောက်ပြီလို့ထင်ပါတယ်။မေမေတို့အတွက်ဗဟုသုတရကြအကြောင်းအရာလေးတွေကိုခါအားလျော်စွာစူပါမန်ကတင်ဆက်ပေးသွားမှာဖြစ်လို့မေမေတို့သိချင်တာလေးများရှိခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။